တိုင်းမဖြစ်စိတ်မညစ်နှင့်ကိုယ်လုံးတိုင်းသာဖြစ်နေပါကဖေမှအနတ္တရှိမည်နီယောတိုင်းမယဒေါမထနှင့်ယောဆိုတိုင်းသာရောက်နေပါကဖေမှအနတ္တရှိမည်နီဉာဏ်တိုင်းမမြောက်စိတ်မပေါက်နှင့်ဉာဏ်စီတိုင်းသာဤမဥပါကဖေမှအနတ္တရှိမည်နီဆင်းရဲကြုံမူမညီညူနှင့်ချမ်းသာကြီးသာတွေ့ကြုံပါကဖေမှဒုက္ခရှိမည်နီ